ရွှေစင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြန်မာအာရှတလွားမော်ဒယ်မယ်ရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးဖြန်းတော်ရွှေလန်းလေးပေါ့လဲရင်ရွှေရင်ကျော်ပြည့်မဲ့တမောမောအလူမြေတလေးရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ့မိန်းကလေးများဟာထီအောင်လေးရသချင်းဆုံးအလူတို့လေးကမိုးတို့ညံအောင်ဆိုတီလို့သူကလေးနဲ့ကလို့နေပြန်ရွှေရိုးမြင်သူများလဲပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လဲလူတော်ပြိသိပါမည်ဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်လဲမင်္ဂလာပြိသိပါမည်ဖြစ်လို့ပြော